ကုသိုလ်လုပ်တာကမခက်ဘူးကုသိုလ်လုပ်ဖို့တတိယတာခက်တယ်နော်လုပ်ဖြစ်ဖို့မတမခဲရင်ဘာလို့လဲဆိုရင်လူရဲ့သဘောတရားကွာဒီနေ့တော့မအားသေးဘူးလက်ပြန်ကြမယ်နေ့တော့ဘုရားရှင်မခိုးသေးဘူးနားလိုက်အောင်မယ်ထမင်းစားတော့ဒီနေ့နားလိုက်အောင်မယ်လို့မရှိဘူးဒါဒီပြင်ကြည့်ရင်လည်းဒီနေ့ဇကားကောင်းတယ်မနာဘူးလောက်ပဲမှန်းနေနော်ဥပုဒ်တော်ခဏချထားအောင်ကဲစဉ်းစားတာကြည့်ပေါ့လူသဘာဝနော်နားချင်းနားရဲ့အနှစ်သာရကိုပဲနားတယ်အနှစ်သာရမရှိတာတွေကိုမနာဘူးမနာတဲ့အတွက်ကြောင့်ကိုယ်ကိုယ်တိုင်စဉ်းစားကြည့်ဩငါတို့ကအနှစ်မဟုတ်တာကိုအနှစ်လို့ထင်နေပါလားလို့ဆိုရက်သိဖို့မလိုဘူးလားလိုတယ်တို့အနှစ်ရအောင်လုပ်မှဖြစ်မယ်မနေ့မိုးလင်းလာကြတယ်အနှစ်ရအောင်လုပ်ဖို့လွယ်ပါတယ်ဘာလုပ်ရမလဲကိုယ်စိတ်ကလေးကိုတတ္ထပရိဘာဝိတံစိတ်တရားတရားနဲ့ထုံမွမ်းနေရမယ်တရားတရားဆိုတာဘုရားကုံကိုတွေးလိုက်ကိုယ်အိမ်မှာကိုယ်ဝဲထားတဲ့ဘုရားကစားပဲဘုရားကိုကြည်ညိုတဲ့စိတ်တွေနဲ့စဉ်းစားကြည့်လိုက်ဩမြတ်စွာဘုရားဆိုတာအမှန်တရားကိုဟောလို့ဘုရားဟောလို့တို့ကုသိုလ်အကုသိုလ်သိရတာပါလားတန်တရားကလွတ်တဲ့နည်းတွေငါတို့သိရပါတာပါလားဆိုပြီးတော့ဘုရားရဲ့ခုံတွေကိုအာရုံပြုလိုက်လို့ရှိရင်စိတ်ထဲမှာကြည်